နော်ဒီနေ့လက်စပေးသွားမှာတော့ book ဆိုတဲ့ဒီ application လေးကိုတော့အောင်ဆိုတာပြပြပေးတော့ဖြစ်ပါတယ်။ရင်ဦးဆုံးဒီကိုဖုန်းထဲကဒီ Play Store ကိုအရင်တွားလိုက်မယ်ပေါ့နော်။ဝင်ပြီးသွားပြီဆိုရင်ဒီစပါးလေးမှာ book ဆိုတဲ့အားလေးကိုရိုက်ထည့်လိုက်ပေါ့နော်။ BONT book ပေါ့ကြာလာပြီဆိုရင်အဲ့ဒီမှာအစိမ်းရောင်လေးနဲ့ဒီ install ဆိုတာလေးကိုဒီ download ဆွဲပေးလိုက်ပါခဏစောင့်ပေးလိုက်ပါတရားပြည့်သွားပြီဆိုရင်ဒီ open လေးပေါ်လာပါလိမ့်မယ် open လေးကိုနှိပ်ပေးလိုက်ပါဒီလိုလေးပေါ်လာပါလိမ့်မယ်အဲ့ဒါ wine လူစည်းတဲ့ app ကိုနှိပ်ပေးလိုက်ပါအဲ့ပြီးရင်လိုလေးပေါ်လာပါလိမ့်မယ်ကျွန်တော်ကအရင်ကကောက်ဖောက်ဖူးတာအတွက်ကြောင့်ကျွန်တော်တန်းဝင်ရုံပါပဲဟာမမဖောက်ဖူးသေးဘူးဆိုရင်တော့သူကဖုန်းနံပါတ်လေးပေါ်လာပါလိမ့်မယ်ရိုက်ထည့်ပြီးတော့ကုတ်ရေးပြီးရပါပြီဒီလိုလေးပေါ်လာရင် note now ကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့အကောက်ရရှိသွားပါပြီဒါဆိုရင်တော့ဒီ web to ဆိုတဲ့နေရာလေးမှာကိုသွားခြင်းနဲ့ပေါ့နော် direction location ကိုရိုက်ထည့်ပေးလိုက်ပါကိုသွားခြင်းတဲ့နေရာကိုအတိအကျရိုက်ထည့်ပေးလို့တော့လိုပါမယ်နော်ဥပမာကျွန်တော်တို့ကဒီမဟာနွယ်ကုန်းတိုက်ကိုတွားမယ်ပေါ့နော်မရေးပေးလိုက်ပါမဟာနွယ်ဆိုပြီးတော့ဒါဆိုရင်အောက်မှာပေါ်လိုက်ပါနော်မဟာနွယ် Shopee ဆိုတော့နှိပ်ပေးလိုက်ဒီလိုလေးပေါ်လာပြီဆိုရင်ပေါ့နော်ကိုတွားခြင်းတဲ့ကားပဲဖြစ်ဖြစ်ဆိုင်ကယ်ပဲဖြစ်ဖြစ်ဒီမှာဈေးနှုန်းအလိုက်သူကပြပေးထားပါတယ်ကိုကြိုက်ရနဲ့တွားလို့ရပါတယ်ဒီမှာဒီ motor boat ပေါ့နော်ဆိုင်ကယ်နဲ့ဆိုရင်58ဘတ်ပေါ့ကားနဲ့ဆိုရင်124ဘတ်အဲ့လိုမျိုးပေါ့ဈေးနှုန်းရှိုးတာတဲ့ဟာနဲ့တော့ပေါ့နော်တကယ်လို့လူများတယ်ဆိုရင်ပေါ့နော်6ယောက်လောက်ရှိတယ်ဆိုရင်သူအောက်ကိုဆွဲလိုက်ပါ HR ဆိုရဒီမှာကောက်ခေါ်လိုက်ပေါ့လူများတယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီအပေါ်ကဒီ budget ဆိုတဲ့ကားနဲ့ပဲကျွန်တော်ကတွားနေကြပါတော့သူကဈေးနှုန်းလည်းတက်တာတယ်ခေါ်ရတာလည်းအဆင်ပြေတယ်ပေါ့နော်ရွေးပြီးဆိုရင်တော့အဲ့မှာ select business ကိုနှိပ်ပေးလိုက်ပါပြီးရင် confirm order ဆိုတာလေးပေါ်လာပါလိမ့်မယ်အဲ့ဒါကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့သူကကာရမကိုရှာနေရပါတော့ဒီအနီးနာပေါ့ဒီအနီးနာမှာကာရမရှိလားမရှိလားရှိရင်သူကဒီလိုလေးပေါ်လာပါလိမ့်မယ်ပေါ့နော်မိတ်ကလေးကားမောင်းတော့ပေါ့ရုပ်ရောကားရောကားရောကားနံပါတ်ရောပေါ့နော်ကိုစီကိုသူကတိုက်ရိုက်ရောက်လာမှာပါကားနံပါတ်နဲ့အယောင်ကိုတော့မှတ်ထားလို့ပါမယ်ဘာမှနှိပ်ပေးစရာမလိုပါဘူးသူကအပြင်ကချင်းလို့လည်းရပါတယ်တကယ်လို့မခေါ်တော့ဘူးဆိုရင်လည်း cancel right ကိုနှိပ်ပေးလိုက်ပါဒီလိုလေးပေါ်လာမယ်ပေါ့နော်သူကဘာကြောင့်လဲပေါ့နော်ကားဆောင်လာကြာလို့လားဒါမှမဟုတ်ဟိုကစကားပြန်ပြောလို့ပါတခုခုနှိပ်ပေးလိုက်ပါဘာပဲဖြစ်ဖြစ်ရပါတယ်တခုခုမှန်ချက်ပြီးရွေးချယ်ပြီးဒမ်ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ cancel ဖြစ်သွားပါပြီရတော့ပါပြီတကယ်တော့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော် like and subscribe လေးလုပ်ပေးဖို့မမေ့ကြနဲ့နော်